ကရင်တမတကြီးတမတကြီးကကရင်နိုင်ငံထူထောင်ပြီးတော့ဘာဖြစ်လို့ကရင်မြို့တော်မှာမနေတာလဲသူများနိုင်ငံတမတကြီးတွေကလေတမတဖြစ်ပြီးဆိုရင်မြို့တော်ထဲမှာနေတာအခုကရင်နိုင်ငံမှာဆိုရင်မြို့တော်ကတော့ဖက်အံပေါ့အခုတမတကြီးကတမတဖြစ်ပြီးတော့ဘာဖြစ်လို့မြို့တော်မှာမနေဘဲနဲ့ဟိုးထိုင်းနေဆက်မှာတော့နေရတာလေတမတကြီးဘာတွေကြောက်နေတာလဲနော်ဖြစ်ပြလို့ရမလားရှင်ကျွန်တော်ကတမတတော့တမတပဲတောင်းကြည့်တဲ့တမတတော့မဟုတ်ပါနော်တမတဖြစ်ရှင်လို့ကျွန်တော်ဖြစ်တာပါနော်ဘယ်သူမှကျွန်တော်မတင်ပြမနဲ့ကျွန်တော်ဖြစ်တာပါအဲကြောင့်အခုတောင်းလိုက်ရေးလည်းမပြီးသေးဘူးမင်းအောင်လိုက်လည်းမသေးသေးဘူးကျွန်တော်ကတမတဖြစ်ပြီးကျွန်တော်ကြုံညာလိုက်ပြီးကျွန်တော်ကအဲ့ဒီနေရာမှာသွားနေလို့စင်မင်းအောင်လိုက်တီးလို့စင်ကျွန်တော်ပေါင်900ဘုံနဲ့ကျဲသားမှာပေါ့အဲကြောင့်ကျွန်တော်ကတောင်းလိုက်ရေးစကြတဲ့ထိုင်းနေစမှာပဲကျွန်တော်ရွေးချယ်ပြီးတော့နေတာဘာဖြစ်လို့လဲဆိုတော့တခုခုဖြစ်လာလို့စင်ကျွန်တော်ထိုင်းနိုင်ငံမှာထွက်ပြေးလို့ရအောင်လေအော်ဆလာဆိုင်အားလုံးမင်္ဂလာပါအခုကရင်နိုင်ငံတော်ကစီပြီးဆိုတော့ကျမတို့ကရင်တမတကြီးကိုတွားပြီးတော့အင်တာဗျူးလိုက်ရအောင်နော်ကရင်တမတကြီးကိုကျမတခုလောက်အင်တာဗျူးချင်ပါတယ်ရှင်ဟုတ်ကဲ့သိချင်တာကိုမေးပါခင်ဗျာကရင်နိုင်ငံထူထောင်ပြီးကရင်တမတဖြစ်တာဘယ်နိုင်ငံပဲတိုင်းရင်းသားတွေကအသိအမှပြုကြိုဆိုကြောင်းဘယ်တဝန်လွာတွေပါထားလဲဆိုတာနည်းနည်းလောက်ဖြည့်ပေးပါအောင်ရှင်ကျမတို့စောင့်ကြည့်နေတာကတော့မြစ်စစ်မောက်တာလားမြစ်စစ်လဲတာလားမသိဘူးဘယ်နိုင်ငံဘယ်ပြည်သူဘယ်တိုင်းရင်းသားမှမတွေ့လို့လေအဲ့ဒါဆက်เสียမကောင်းဘူးလားဆိုတာခံစားရလားလို့သိချင်လို့ပါရှင်ကရင်နိုင်ငံထူထောင်တာတခြားတိုင်းရင်းသားတွေအသိအမှပြုလဲပြဿနာမရှိဘူးတခြားကဘာလူတွေတခြားနိုင်ငံတွေအသိအမှပြုလဲပြဿနာမရှိဘူးကျွန်တော်နဲ့ကျွန်တော်မယားနဲ့ကျွန်တော်တပည့်တွေနဲ့ကျွန်တော်အဖွဲ့အစည်းတွေနဲ့ပေါ့နော်ကျွန်တော်လူတွေတယောက်2ယောက်နဲ့ပြီးတော့ထိုင်းသတင်းထောက်400 5ယောက်နဲ့ကျွန်တော်ကိုထောက်ခံလို့စင်ရပြီဒါအာနာစင်အုပ်ချုပ်တဲ့နိုင်ငံဟိုဘာပဲလှုပ်လို့ရတယ်လက်နဲ့ကန်တိုင်းတမတဖြစ်ရှင်လို့စင်ဖြစ်လို့ရတယ်နိုင်ငံထူထောင်မယ်ဆိုလဲထူထောင်လို့ရတယ်ဒီမြန်မာတနိုင်ငံလုံးက10နိုင်ငံထူထောင်မယ်ဆိုလဲရတယ်ဒီမြန်မာတနိုင်ငံလုံးကတမတအယောက်100စီးမယ်ဆိုလဲစီးလို့ရတယ်တရားဥပဒေမရှိတဲ့နိုင်ငံမှာကျွန်တော်တို့လှုပ်ချင်တာလှုပ်မှာပဲဒီကော်တူလေးနိုင်ငံကကျွန်တော်တို့ညှော်လင့်ချက်ကျွန်တော်တို့ရဲ့အိမ်မက်ဟိုကျွန်တော်တို့ငယ်တုန်းကအဲကြောင့်ကော်တူလေးနိုင်ငံထူထောင်ဖို့ဒီချိန်မှာဘယ်သူမှလက်မခံဘယ်သူမှမထောက်ခံလဲကျွန်တော်တို့ရအောင်ထူထောင်မှာပဲကျွန်တော်လိုချင်တဲ့အရာကျွန်တော်ထူထောင်လို့ရလို့စင်တော်ပြီပြည်သူတွေထောက်ခံလားမထောက်ခံလားတိုင်းရင်းသားတွေတခြားကဘာလူတွေအသိမှပြုမပြုကျွန်တော်ဘာမှမခံစားဘူးဆက်လဲမဆက်ဘူးအဆက်ကမွေးထဲကိုပါမလာတာစင်းလားဒီပွဲကကျွန်တော်တို့အစွန်ရောက်တစ်ဖက်ပိတ်တစ်ယောက်2ယောက်စီးလို့စင်ရပြီပြဿနာမရှိဘူးမင်းအွန်လိုင်းဒါမှ तू လှုပ်ချင်တယ်လို့ तू လှုပ်တယ်တနိုင်ငံလုံး तू အုပ်ချုပ်ချင်တယ်လို့ तू အုပ်ချုပ်တယ် तू ဖမ်းချင်တယ်လို့ဖမ်းတာပဲအဲကြောင့်ကျွန်တော်တို့ကဘာမှ cue ဆိုင်စရာမလိုဘူးကျွန်တော်တို့ချစ်တဲ့ကျွန်တော်တို့ကော်တူးလေးနေနေကျွန်တော်တို့ဘာလို့မရတာလဲဆက်စရာမဟုတ်ဘူးအဓိကကိုလိုချင်တဲ့အရာကိုရဖို့ပဲလိုတယ်တခြားလူတွေကိုဆဲမလားစောက်ခိမဆိုင်ဘူးနေတော့မကျင်နာလို့ရှိရင်နေတော့